ပွဲသတင်းနဲ့ပတ်သက်ပြီးတော့အခုလိုပြပြလိုက်တဲ့ကျော်စွာဝင်ပရိသတ်တို့အားလုံးပဲမင်္ဂလာပါရှင်လူငယ်ကစားသမားလေးကျော်စွာဝင်ကတော့သူ့အနေနဲ့ပွဲကစားခြင်းနေပြီဖြစ်တဲ့အကြောင်းသူ့ရဲ့အခုလာမယ့်ပွဲမှာအကောင်းဆုံးပုံစံမျိုးနဲ့စူးစမ်းပြီးတော့ရှင်မြန်ကစားသွားမယ်ဆိုပြီးတော့ပြပြလာခဲ့တာဖြစ်ပါတယ်အခုဆိုရင်တော့ကျော်စွာဝင်က FedEx ဂျန်နယ်လက်တွဲပြီးတော့မွေထိုင်နစ်စနစ်တွေကိုစနစ်တကျလေ့ကျင့်သင်ကြားနေတာပရိသတ်တို့လည်းတွေ့မြင်မှာဖြစ်ပါတယ်မကြာသေးမီအချိန်မှာတော့ကျော်စွာဝင်ရဲ့ပွဲတွေကိုမြင်တွေ့အားပေးလာကြရတော့မှာဖြစ်ပါတယ်အခုဆိုရင်တော့ပွဲတွေဝေးနေတာကြာပြီဖြစ်တဲ့ကျော်စွာဝင်ကဒီကနေ့မှာပွဲတွေကိုကစားခြင်းနေပြီဆိုတဲ့အကြောင်းကိုပရိသတ်တွေသိအောင်လို့ပြပြလာခဲ့ပါတယ်မွေထိုင်းနစ်နဲ့ပိုင်းကိုပို့ပြီးတော့စူးစမ်းတင်ယူနေတဲ့ကျော်စွာဝင်ကပရိသတ်တွေရဲ့အရှိကိုအကောင်းဆုံးပုံစံနဲ့ပြန်လာခြင်းနေခဲ့ပါတယ်။ဒါကြောင့် clinic ပိုင်းကိုဆိုရက်နဲ့အတူတူပူတွဲလေ့ကျင့်ပြင်ဆင်နေပြီးဖြစ်တော့ Stanford test နဲ့လည်းအနိကလေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။မကြာမီမှာတော့လူငယ်ကစားသမားလေးကျော်စွာဝင်ရဲ့ရှင်မြိုင်ထိုးသက်မှုတွေကိုပရိသတ်တွေက1ရက်စင်မြင့်ထပ်မှမြင်တွေ့အားပေးလာကြရတော့မှာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ကျော်စွာဝင်ကခြေကန်ချက်တွေကိုစနစ်တကျစူးစမ်းလေ့ကျင့်ပြင်ဆင်နေပြီးဖြစ်ပါတယ်။ဒါကြောင့်လည်းကျော်စွာဝင်ရဲ့တိုးတက်လာမှုတွေကိုပရိသတ်တွေတွေ့မြင်မှာဖြစ်ပါတယ်။နဂရော့ကလည်းကျော်စွာဝင်ကိုဟာကွက်တွေလိုအပ်ချက်တွေကိုစိတ်ရှိရှိနဲ့လေ့ကျင့်ပြသပေးနေတာကိုတွေ့မြင်မှာဖြစ်ပါတယ်။အဲ့ဒီပေါ်မှာလည်းပရိသတ်တွေကကျော်စွာဝင်အတွက်ကြီးနဲ့အားပေးနေကြပါတယ်။အခုဆိုရင်တော့ကျော်စွာဝင်က FedEx ဂျန်နဲ့စာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်ပြီးတော့ One Championship တဲ့ပွဲသတင်းတွေကိုမကြာမီကြားရလာတော့မှာဖြစ်ပါတယ်။လူငယ်ကစားသမားလေးကျော်စွာဝင်ကတော့65ကီလိုအထိဝေးချထိုးသက်မယ်လို့လည်းအသိပေးထားပါတယ်နော်။ FedEx ဂျန်ကလည်းဆိုတော့ပွဲပြီးမှကျော်စွာဝင်ရဲ့ပွဲကိုတွေ့ရှိလာဖို့ရှိတယ်ဆိုပြီးတော့လည်းအသိပေးကြေညာထားတာကိုတွေ့ရပါတယ်။ဘယ်အချိန်လောက်ပွဲကိုစတင်လက်ခံပြီးတော့ရှင်မြန်ကစားလာမလဲဆိုတာကိုတော့စောင့်ကြည့်သွားကြရမှာပါရှင်။ကျော်စွာဝင်ကတော့တလန်းရှာဖွေစူးစမ်းနေတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့လာမယ့်ပွဲအတွက်ကိုလည်းအကောင်းဆုံးပြင်ဆင်လာမယ်ဆိုတာကတော့သိကြနေပါတယ်။ကျော်စွာဝင်က FedEx ဂျန်နဲ့စာချုပ်ချုပ်ဆိုလိုက်တဲ့အပေါ်မှာလည်းခုလိုပြပြခဲ့ပါတယ်။ကျော်စွာဝင်ကကျွန်တော်ကတော့အခုလို FedEx ဂျန်နဲ့လက်တွဲပြီးတဲ့နောက်ပိုင်းအကောင်းဆုံးစူးစမ်းသွားမှာပါ။ပရိသတ်တွေအတွက်လည်းအကောင်းဆုံးလုပ်ပြနိုင်ဖို့အစွမ်းကုန်စူးစမ်းပြင်ဆင်သွားမယ်။အကောင်းဆုံးပုံစံမျိုးနဲ့ပရိသတ်တွေရဲ့ရှိကိုပြန်လာခဲ့ပါမယ်ဆိုပြီးတော့ကျော်စွာဝင်ကပြပြခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ကျော်စွာဝင်ကလာမယ့်သူ့ရဲ့ပွဲအတွက်အဆင်သင့်ဖြစ်အောင်စူးစမ်းပြင်ဆင်နေပြီဖြစ်ပါတယ်။ပရိသတ်ကြီးလည်း FedEx ဂျန်မှာအကောင်းဆုံးစူးစမ်းနေတဲ့ကျော်စွာဝင်အတွက်အားပေးစကားလေးတွေကိုကိုမမရေးသွားပေးခဲ့ကြပါဦး။အခုလာမယ့်ပွဲမှာဆိုရင်ရောကျော်စွာဝင်ကဘလို့ဖိုင်တာမျိုးနဲ့ထိုးသက်သွားမလဲဆိုတော့ပရိသတ်တို့ခံမှန်းထားတာလေးရှိတယ်ဆိုရင်လည်းပြောသွားပေးလို့ရပါတယ်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။